လူတယောက်ဟာရှေးဟောင်းဖြစ်စီတွေနဲ့မတော်တဆထိခိုက်မိရာကနေသူ့ရဲ့မျက်လုံးတွေဒဏ်ရာရသွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့ဆေးရုံကိုရောက်နေပြီးမျက်လုံးတွေကိုအဝတ်နဲ့စီးထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အံ့ဖွယ်ဖြစ်ရတဲ့ခုစတင်လာတော့တယ်။သူဟာမျက်စိရှိကအဝတ်ကိုသာမကနန်းရံတွေကိုပါဖောက်ထွင်းမြင်နေရပြီးတခြားအခန်းထဲမှာရှိတဲ့နာပြုစုဆရာမကိုပါမြင်နေရပါတယ်။သူအယမ်းကြောက်သွားပြီးမျက်လုံးကအဝတ်ကိုအမြန်ဆွဲဖြတ်လိုက်ပါတယ်။ဆရာဝန်ရောက်လာတဲ့အခါမှာလေဆရာဝန်တက်ထားတဲ့ mask အောက်ကမှဲ့လေးကိုပါအတိုင်းသားမြင်နေရတာကြောင့်အမှန်တကယ်ဟုတ်မဟုတ်သိအောင် mask ချုပ်ပြဖို့တောင်းဆိုခဲ့ပါတယ်။တကယ်ပဲအဲ့ဒီနေရာမှာသူမြင်ခဲ့တဲ့အတိုင်းမှဲ့ရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါဒီမကသေးပါဘူး။သူနဲ့သူတငယ်ချင်းဈေးထဲမှာလမ်းလျှောက်နေတော့ဈေးတွေလက်ထက်ကဘူးတိချုပ်လေးဟာတန်ဖိုးကြီးရှီးဟောင်းဖြစ်စီတစ်ခုဖြစ်နေတာကိုရုတ်တရက်မြင်လိုက်ရပါတယ်။အဲ့ဒါနဲ့သူကဈေးတွေကိုရောင်းမလာလို့မိတဲ့အခါဈေးတွေကဒေါ်လာ2000တောင်းပြီပဲနောက်ဆုံးမှာတော့ဒေါ်လာ600နဲ့အပြတ်သက်ဈေးစစ်ပြီးဝယ်လိုက်ပါတယ်။သူတို့အဲ့ဒီဘူးတိချုပ်ကိုရှီးဟောင်းဖြစ်စီကျွမ်းကျင်သူစီယူသွားပြတဲ့အခါမှာတော့အဲ့ဒီဖြစ်စီဟာတကယ်တမ်းဒေါ်လာ300,000တောင်တန်ကြီးရှိနေတာကိုသိလိုက်ရပါတယ်။အခုဆိုရင်သူ့မှာထူးခြားတဲ့စွမ်းအားရှိတာကိုသူကိုယ်တိုင်လည်းသိချသွားပါပြီ။အဲ့ဒါကြောင့်သူဟာရှီးဟောင်းပကြီးကားတစ်ချက်လေလံတင်နေတဲ့နေရာကိုသွားခဲ့ပါတယ်။အဲ့ဒီပကြီးကားကိုဘသူကမှစိတ်ဝင်စားလို့မဝေးချင်ကြပြီ။သူကတော့ပကြီးကားထဲမှာထူးခြားတဲ့အရာတစ်ခုကိုတတိပြုမိသွားပြီးဝေယူလိုက်ပါတယ်။အဲ့ဒီနောက်ရှီးဟောင်းပစ္စည်းကျွမ်းကျင်သူဖြစ်တဲ့သူ့ရဲ့အဖိုးဖြစ်သူစီယူသွားပြတဲ့အခါမှာတော့အဲ့ဒီပကြီးကားဟာဒေါ်လာ15 သန်းတန်ကြီးရှိတဲ့ရတနာတစ်ပါးဖြစ်နေပါတော့တယ်